ဇလန်းကတောအုပ်တစ်ခုထဲမှာဝတ်ထားတဲ့တရုတ်ပြည်ကရွာငယ်လေးတစ်ရွာမှာစတင်ပါတယ်မြင်းနားမှာရှောင်းလို့ခေါ်တဲ့မိန်းကလေးငယ်လေးတစ်ယောက်ငြိမ်ငြိမ်လေးထိုင်နေတာကိုမြင်ရပါတယ်အဲ့ဒီအချိန်မှာပဲသူမရဲ့ဖခင်ကသူမစီလာပြီးငါမြစ်ထဲမှာငါးသွားဖမ်းမလို့ရေနဲ့ဝေးဝေးမှနေပါအကယ်၍မင်းသာရေထဲပြုတ်ကျသွားရင်တတဝါကြီးတစ်ကောင်ကမင်းကိုစားလိုက်မယ်လို့ပြောပါတယ်ဒါကိုကြားတော့ရှောင်းကရေမောပြီးတတဝါတွေဆိုတာမရှိပါဘူးလို့ပြောပါတယ်အဲ့ဒီနောက်ဖခင်ဖြစ်သူကသူမကိုရေထဲကိုတေချာကြည့်ခိုင်းပါတယ်သူမအနီးကပ်ကြည့်နေတော့မှသူကငါးဖမ်းပိုက်ကြီးကိုခြုံပြီးနောက်ကနေရုတ်တရက်လန့်အောင်လုပ်ပါတယ်ရှောင်းကကြောက်လန့်ပြီးအကျယ်ကြီးငိုပါတော့တယ်သူမပြန်ပြုံးလာအောင်ဖခင်ဖြစ်သူကရေထဲကိုဆင်းပြီးထူဆန်းပြီးရေစရာကောင်းတဲ့ပြကွက်တွေလုပ်ပြပါတယ်ဒါကိုမြင်တော့ရှောင်းကပြန်ပြောသွားပြီးနောက်ထပ်ပြကွက်တစ်ခုထပ်ပြဖို့တောင်းဆိုပါတယ်ဒါပေမဲ့ရုတ်တရက်တတဝါကြီးတစ်ကောင်ကသူမရဲ့ဖခင်ကိုရေထဲကနေဆွဲဖမ်းပြီးမြစ်ထဲမှာဟိုဒီဆွဲရမ်းပါတော့တယ်ရှောင်းကတော့ကစားပွဲတစ်ခုလို့ထင်ပြီးစိတ်ရည်နေပေမဲ့သူမရဲ့ဖခင်ကတော့ကူညီကြဖို့အကျယ်ကြီးအော်ဟစ်နေပါတယ်ရွာသားတွေဒါကိုမြင်ပြီးထိတ်လန့်သွားကြပါတယ်ခဏအတွင်းမှာပဲတတဝါကြီးကသူ့ကိုစားပစ်လိုက်ပါတယ်လူတိုင်းအရန်ကြောက်လန့်သွားကြပါတယ်တတဝါကြီးကိုတားဆီးဖို့အတွက်ရွာသားတွေကဆရာတယောက်ကိုခေါ်လိုက်ကြပါတယ်အဲ့ဒီဆရာကမြစ်ထဲကိုဘုံတစ်လုံးပစ်ထည့်လိုက်ရပောက်ကွဲမှုကြီးဖြစ်သွားပါတယ်အဲ့ဒီပောက်ကွဲမှုမှာလက်ပြာငါမန်ဒရိတ်အကြီးကြီးတစ်ကောင်တေသွားပါတယ်အဲ့ဒီနောက်မှာတော့ဆရာကသူဟာတတဝါကြီးကိုတတ်လိုက်ပြီးဖြစ်ကြောင်းနဲ့ဘာမှကြောက်စရာမလိုတော့ကြောင်းလူတိုင်းကိုပြောပါတယ်ရွာသားတွေကသူ့ကိုယုံကြည်ပြီးအစားအစာနဲ့ငွေကြေးတွေပေးကြပါတယ်အဲ့ဒီအချိန်မှာပဲထန်းလို့ခေါ်တဲ့ကောင်လေးတစ်ယောက်ရောက်လာပြီးရွာသားတွေမားနေတယ်လို့ပြောပါတယ်လက်ပြငါဟာဘသူ့ကိုမှမတတ်ခဲ့ကြောင်းနဲ့သူကလူတွေကိုအန္တရာယ်မပေးကြောင်းပြောပါတယ်ရွာသားတစ်ယောက်ကသူဟာဘသူလဲလို့မေးပါတယ်ထန်းကကျွန်တော်ကဗုဒ္ဓဘာသာဖုန်းတော်ကြီးတစ်ပါးပါကျွန်တော်အလုပ်ကတတဝါဆိုးတွေကိုဖမ်းဖို့ပါကျွန်တော်ကိုမိစ္ဆာအမဲလိုက်သမားလို့ခေါ်နိုင်ပါတယ်လို့ပြန်ဖြေပါတယ်ဒါကိုကြားတော့ရွာသားတွေကထန်းကိုစတင်ယုံကြည်လာတဲ့အတွက်ဆရာကစိတ်တူသွားပါတယ်ဒါကြောင့်သူကရွာသားတွေအားလုံးထံကိုဆန့်ကျင်လာအောင်တွေးထိုးပြီးသူ့ကိုလူလိမ်လို့ခေါ်ပါတယ်ရွာသားတွေစိတ်တူပြီးထံကိုရိုက်နှက်ကြတယ်ကျိုးနဲ့ချီပြီးမြစ်ပေါ်မှာဆွဲထားကြပါတယ်အဲ့ဒီနောက်မှာဆရာကတတဝါကြီးတည်သွားပြီးအခုမင်းတို့အားလုံးမြစ်ထဲမှာပျော်ပျော်ပါးပါးနေနိုင်ပြီလို့ထပ်ပြီးလိမ်ပြောပြန်ပါတယ်ဒါကိုကြားတော့ရွာသားတွေကပျော်သွားပြီးရေချိုးဖို့မြစ်ထဲကိုခုန်ဆင်းကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲထံကအဲ့ဒီတတဝါကြီးပြန်လာတာကိုမြင်လိုက်ပါတယ်သူကအကျယ်ကြီးအော်ဟစ်ပြီးအားလုံးကိုရေထဲကတက်ကြဖို့ပြောပေမဲ့ဘယ်သူမှနားမထောင်ကြပါဘူးရုတ်တရက်တတဝါကြီးကတိုက်ခိုက်ပြီးမိန်းကလေးတစ်ယောက်ကိုစားပစ်လိုက်ပါတယ်ဒါကိုမြင်တော့အားလုံးကြောက်လန့်ပြီးရေထဲကနေအမြန်ပြေးတက်ကြပါတယ်ရွာသားတစ်ယောက်ကဆရာကိုသူ့လိန်ခဲ့တယ်လို့ဒေါသတကြီးပြောပါတယ်ဆရာကရှင်းပြဖို့ကြိုးစားပေမဲ့ရုတ်တရက်တတဝါကြီးကသူ့ရှာကိုတုံးပြီးနောက်ထပ်လူတစ်ယောက်ကိုဖမ်းဆီးစားပစ်လိုက်ပါတယ်အခုတော့ရွာသားအားလုံးကြောက်လန့်တကြားထွက်ပြေးကြပါတော့တယ်အမျှကိုသမီးတယောက်ကသူမရဲ့သမီးလေးကိုလိုက်ရှာနေပေမဲ့တခြားလူတွေကသူမကိုဘေးကင်းရာစီဆွဲခေါ်သွားပါတယ်အဲ့ဒီနောက်ရွာလူကြီးကဆရာကိုဖမ်းဆွဲပြီးသူလိန်ခဲ့တဲ့အတွက်ငွေတွေပြန်တောင်းပါတယ်ဆရာကနောက်ထပ်တတဝါတစ်ကောင်ရောက်လာတာဖြစ်တယ်လို့ထပ်လိန်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲတတဝါကြီးကရွာလူကြီးကိုသူ့ရှာနဲ့ဆွဲခေါ်သွားပါတယ်ဒါကိုမြင်တော့ဆရာလည်းအယမ်းကြောက်သွားပါတယ်အဲ့ဒီနောက်ထန်ကနေမြဲတိုင်းနေကြပါတိတ်တိတ်နေကြပါဘာတန်မှမထွက်ပါနဲ့လို့အော်ပြောပါတယ်ခဏတာအားလုံးတိတ်ဆိတ်သွားပြီးတတဝါကြီးကရေထဲမှာဖြည်းဖြည်းချင်းလှုပ်ရှားနေပါတယ်ဒါပေမဲ့ရှောင်းရဲ့အမေကသူမရဲ့သမီးကိုအော်ခေါ်လိုက်ပါတယ်အဲ့ဒီအတန်ကိုကြားတော့ရှောင်းကသူမအမေစီကိုပြေးသွားပါတယ်ရုတ်တရက်တတဝါကြီးကကောင်မလေးကိုတိုက်ခိုက်ပြီးရေထဲကိုအမြန်ဆွဲခေါ်သွားပါတယ်သူမရဲ့အမေကကဲဖို့ပြေးသွားပြီးရွာသားတချို့လည်းဝိုင်းကူကြပေမဲ့ကောင်မလေးကိုမကယ်နိုင်ခဲ့ပဲတတဝါကြီးကစားပစ်လိုက်ပါတယ်ထန်ကကျိုးတွေကြားကနေဘလို့ဖြစ်ဖြစ်လွတ်အောင်ယုံလိုက်ပါတယ်နာကျင်မှုတွေနဲ့ပြည့်နေတဲ့အမေဖြစ်သူကလက်စားချေဖို့ရေထဲကိုခုန်ဆင်းသွားပါတဲ့ရုတ်တရက်တတဝါကြီးကသူ့မရှိမှပေါ်လာပါတယ်သူမကငါသမီးကိုပြန်ပေးလို့အော်ဟစ်ပေမဲ့ဘာမှမဖြစ်ခင်မှာပဲတတဝါကြီးကသူမကိုပါစားပစ်လိုက်ပါတယ်အဲ့ဒီနောက်မှာတတဝါကြီးကတစ်သားတသားကိုသူ့အမီးနဲ့